အီရန်နိုင်ငံတို့လက်နက်ရောင်းချမှုနဲ့ပဲ့ထိန်ဒုံးကျည်စနစ်မှုများကိုကုလသမဂ္ဂကပြီးခဲ့တဲ့လတွင်ပိတ်ဆို့ရေးယူမှုများပြန်လည်ချမှတ်ခဲ့တော့လဲအီရန်သည်ပဲ့ထိန်ဒုံးကျည်အစီအစဉ်ကိုပြန်လည်တိုးမြင့်လှုပ်ဆောင်နေကြောင်းဥရောပထောက်လှမ်းရေးအဖွဲ့ကတတိပေးထားပါတယ်။အီရန်၏တာလက်ပစ်ဒုံးကျည်များကိုစွမ်းအားပေးသည့်ဆိုဒီယမ်ပါကလိုရင်းအများပြားတင်ဆောင်လာသည့်တရုတ်နိုင်ငံမှတင်ပေါ်များသည့်စက်တင်ဘာလကုန်ပိုင်းကအီရန်နိုင်ငံ၏ပန်ဒါအဘေးစိတ်ကမ်းတို့ရောက်ရှိလာခဲ့ကြောင်းထောက်လှမ်းရေးသတင်းရင်းမြစ်များကဆိုပါတယ်။အီရန်နှင့်အစ္စရေးတို့ဇွန်လအတွင်းက12ရက်ကြာပဋိပက္ခဖြစ်ပွားပြီးနောက်တရုတ်နိုင်ငံထံမှဆိုဒီယမ်ပါကလိုရိတ်တန်ချိန်2000ကိုအီရန်ကဝယ်ယူခဲ့သည်ဟုအဆိုပါသတင်းရင်းမြစ်များကပြောသည်အဆိုပါတင်ပို့မှုများကိုတရုတ်အစိုးရကသိရှိခြင်းရှိမရှိမှရှင်းရှင်းလင်းလင်းမသိရပေတရုတ်သည်ရုရှားနှင့်အတူအီရန်အပေါ်ပိတ်ဆို့အရေးယူမှုများပြန်လည်ချမှတ်သည်ကိုကန့်ကွက်ထားသည်ရင်းပစ္စည်းများအားတင်ပို့မှုနှင့်ပတ်သက်၍ CNN ၏မေးမြန်းမှုအပေါ်တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတို့ကတိကျသောအခြေအနေကိုမသိရှိသေးကြောင်းနှင့်တရုတ်နိုင်ငံသည်နိုင်ငံတကာတာဝန်ဝတ္တရားများနှင့်ပြည်တွင်းဥပဒေစည်းမျဉ်းများနှင့်အညီနှစ်မျိုးသုံးပစ္စည်းများအပေါ်ပို့ကုန်ထိန်းချုပ်မှုများကိုအမြဲတမ်းအကောင့်ထဲပေါ်ဆောင်ရွက်နေကြောင်းပြန်လည်ဖြေဆိုထားပါတယ်။အရှေ့အာရှနျူကလ িয়ারပြန့်ပွားမှုတားဆီးရေးစီမံကိန်း၏ဒါရိုက်တာဂျက်ဖရီလူးဝစ်ကစစ်ပွဲမှာကုန်သွားတဲ့ဒုံးကျည်တွေကိုအစားထိုးဖို့နဲ့ထုတ်လုပ်မှုတိုးမြှင့်ဖို့အတွက်အီရန်ကအခုဆိုဒီယမ်ပါကလိုရိတ်ကိုပုံမလိုအပ်နေပါတယ်။အီရန်ကလက်နက်ပြန်လည်တပ်ဆင်ဖို့စ조사နေတာကြောင့်တင်ပို့မှုကြီးတွေကိုကျွန်တော်မျှော်လင့်တယ်လို့အစ္စရေးနဲ့အမေရိကန်တို့ကလည်းကုန်သွားတဲ့ကြားဖြတ်ဒုံးကျည်တွေနဲ့လက်နက်ခဲယမ်းတွေကိုအစားထိုးဖို့အပြိုင်ဆိုင်စ조사နေမယ်လို့မျှော်လင့်ပါတယ်ဟုပြောကြားခဲ့ပါတယ်။ဆိုဒီယမ်ပါကလိုရိတ်တန်ချိန်2000ကဒုံးကျည်900လောက်အတွက်ပဲလုံလောက်ပါတယ်။အီရန်ကစစ်ပွဲမတိုင်ခင်တလကိုဒုံးကျည်200လောက်ထုတ်လုပ်ဖို့စီစဉ်ထားတာဖြစ်ပြီးအခုအစ္စရေးကဖျက်ဆီးခဲ့တဲ့ဒါမှမဟုတ်သူတို့ကိုယ်တိုင်အသုံးပြုခဲ့တဲ့ဒုံးကျည်အလုံးကိုအစားထိုးရမှာဖြစ်ပါတယ်ဟု၎င်းကပြောကြားခဲ့ပါတယ်။